ဒီလူဟာရှေးဟောင်းပစ္စည်းတစ်ခုကြောင့်သူ့ရဲ့မျက်လုံးတွေကိုမတော်တဆထိခိုက်မိသွားပါတယ်။သူဆေးရုံမှာနိုးလာတဲ့အချိန်မှာတော့မျက်လုံးတွေကိုအဝတ်နဲ့စီးထားတာပေါ့။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အစွမ်းတစ်ခုဖြစ်ပေါ်လာပြီးအဝတ်တွေကိုကြော်လွန်ကနေရန်တွေကိုပါဖောက်မြင်လာရပါတယ်။အခြားအခန်းထဲကသူနာပြုဆရာမကိုပါဖောက်မြင်နေရလို့သူဟာကြောက်လန့်တကြားနဲ့မျက်လုံးကအဝတ်ကိုဖယ်ပစ်လိုက်တာပေါ့။ဆရာဝန်ရောက်လာတဲ့အခါမှာလဲ mask အောက်ကဆရာဝန်မျက်နှာပေါ်ကမှဲ့ကိုအမိအယဖောက်မြင်လိုက်ပါတယ်။သူကတေချာအောင် mask ချုပ်ခိုင်းလိုက်တဲ့အခါတကယ်ကိုသူမြင်ခဲ့တဲ့အတိုင်းမှဲ့ကြီးရှိနေတာပါ။ဒါလည်းမကသေးပါဘူး။သူဟာတငယ်ချင်းဖြစ်သူနဲ့ဈေးထဲလျှောက်လဲနေရင်ဈေးတယ်လက်ထဲကဘူးတီ6ကိုတတိပြုမိသွားပါတယ်။သူ့ရဲ့မျက်လုံးအစွမ်းကြောင့်အဲ့ဒီဘူးတီ6ဟာတန်ဖိုးကြီးရှေးဟောင်းပစ္စည်းမှန်တန်းသိလိုက်တာပေါ့။ဈေးတယ်ကဒေါ်လာ2000တောင်းခဲ့ပေမဲ့သူကဒေါ်လာ600နဲ့အပိုင်ဝယ်ယူလိုက်ပါတယ်။အဲ့ဒီဘူးတီ6ကိုရှေးဟောင်းပစ္စည်းကျွမ်းကျင်သူစီတွားပြတဲ့အခါတကယ်ပဲဒေါ်လာ3သိန်းတန်နေတာပေါ့။သူ့ရဲ့အစွမ်းထူးကိုပိုးပြီးသိချချအောင်သူဟာလေလံပွဲတစ်ခုကိုထပ်မံတွားရောက်ခဲ့ပါတယ်။လေလံပွဲမှာဘယ်သူမှစိတ်မဝင်စားလို့မဝယ်ကြတဲ့ရှေးဟောင်းပကြီးကားတစ်ချက်ရှိနေတာပါ။ဒါပေမဲ့သူ့ရဲ့မျက်လုံးအစွမ်းနဲ့ကြည့်လိုက်တဲ့အခါပကြီးကားထဲမှာထူးခြားတဲ့လျှို့ဝှက်ချက်ကိုမြင်လိုက်ရပါတယ်။သူကအဲ့ဒီပကြီးကားကိုဝယ်ယူပြီးရှေးဟောင်းပစ္စည်းပညာရှင်ဖြစ်တဲ့သူ့အဖိုးစီကိုယူသွားပြလိုက်တာပေါ့။သူ့အဖိုးကတိတိကျကျစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီပကြီးကားဟာတကယ်ကိုမမျှော်လင့်ပဲဒေါ်လာ15 သန်းအထိတန်ဖိုးရှိနေမှန်းသိလိုက်ရပါတော့တယ်။